အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အောင်မြင်မှုစီတို့စိတ်သက်တကားဖွင့်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးခြင်းပါတယ်ကျွန်တော်တို့အားလုံးဟာဘဝမှာအောင်မြင်ခြင်းကြတယ်ပျော်ရွှင်ခြင်းကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့လူအတော်များများဟာအလုပ်တွေဘလောက်ပဲစူးစမ်းရလက်တွေကတော့တဏှာထဲမှာပဲလဲနေတတ်ပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ကကံတရားကိုအပြစ်တင်နေပတ်ဝန်းကျင်ကိုအပြစ်ဆိုကြပါတယ်ဒါပေမဲ့တကယ်တရခံကကျွန်တော်တို့ရဲ့ပြင်ပမှာရှိနေတာမျိုးမဟုတ်နေပဲနဲ့ကျွန်တော်တို့ရဲ့အတွင်းစိတ်မှာပဲရှိနေတာပါမြင်မှုဆိုတာအပြင်ပန်းကမြင်ရတဲ့အရာဝတ္ထုတွေထက်တင်အောင်နောက်ထဲက mindset လို့ခေါ်တဲ့အတွေးခေါ်ပုံစံပေါ်မှာ80%မူတည်နေပါတယ်mindset မားနေသေးပြီးတော့ဘလောက်ပဲအပင်ပန်းခံပြီးအလုပ်လုပ်ပါစေမောင်းရွံ့တဲ့လမ်းကြောင်းပေါ်မှာပဲရှိနေပါလိမ့်မယ်ဥပမာအားဖြင့်အခက်အခဲတစ်ခုကြုံလာတဲ့အခါရှုံးနိမ့်သူတွေကငါဒါကိုမလုပ်နိုင်ဘူးလို့နှီးကုံချုပ်လိုက်တဲ့ချိန်မှာအောင်မြင်တဲ့သူတွေကတော့ဒါကိုငါဘလို့သင်ယူပြီးကြော်ဖြတ်ရမလဲဆိုတဲ့အပြုသဘောဆောင်တဲ့မိကုံးကိုပြောင်းမေးလိရှိပါတယ်ဒီလိုသေးငယ်တဲ့အတွေးခေါ်အပြောင်းလဲလေးရပဲဘဝရဲ့ရလက်တွေကိုကောင်းကင်တဲ့မြေကြီးလိုကွာခြားသွားစေတာပါဒါကြောင့်တင်းဘဝကိုပြောင်းလဲခြင်းရင်အရင်ဆုံးတင်းရဲ့အတွေးတွေကိုပြောင်းလဲဖို့လိုပါတယ်မဖြစ်နိုင်ဘူးဆိုတော့အတားအဆီးတွေကိုဖယ်ရှားပြီးဖြစ်နိုင်ခြေတွေကိုပဲအာရုံစိုက်ကြည့်ပါကိုယုံကြည်မှုရှိခြင်းကအောင်မြင်မှုရဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်လို့အရှုံးမပြီးတဲ့ဇွဲကတော့အောင်မြင်မှုရဲ့နောက်ဆုံးတော့ချက်ပါပဲအနှစ်ချုပ်ရရင်တော့ဘဝဆိုတာတင်ပါရီပိုင်ဆိုင်ထားလဲဆိုတာထက်တင်ဘလို့တွေးခေါ်တယ်လဲဆိုတာကပိုအရေးကြီးပါတယ်တင်ရဲ့ mindset ကိုဒီနေ့ပဲစတင်ပြီးအစင်မြင့်တင်လိုက်ပါအခုလိုစိတ်သက်ခွန်အားနဲ့အတွေးခေါ်တစ်တွေကိုအမြဲလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ The Mindset မြန်မာ Channel ကို follow လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်အဆုံးထိနားဆင်ပေးလို့လည်းကျေးဇူးတင်ပါတယ်အားလုံးပဲအောင်မြင်တဲ့ mindset များပိုင်ဆိုင်နိုင်ကြပါစေ